ယုံကြည်ကိုးကွယ်စိတ်ကပ်တတ်ဖို့အခုခေတ်နောက်ပိုင်းဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့တချို့လူငယ်လူတွေကစားလို့လူကြီးပိုင်းတွေအထိယဟန်တန်ကဖုံဆရာတော်တွေနဲ့ Facebook ပေါ်မှာပဲဖြစ်ဖြစ်ပြင်ပမှာပဲဖြစ်ဖြစ်စကားပြောဆိုနေကြတဲ့နေရာမှာအရန်ကြီးနေမှုကြောက်လားဒါမှမဟုတ်မယုံမသိလုပ်တဲ့သဘောလားဒါမှမဟုတ်အကျင့်ပါနေတာလားဒါမှမဟုတ်မိနေတာလားတော့မသိဘူးစကားပြောတဲ့နေရာမှာရောစာရေးတဲ့နေရာမှာပါဖျားဆိုတဲ့စကားလုံးလေးထည့်ပြောဖို့ထည့်ရေးဖို့မိနေကြသလိုလိုတဲ့ပောက်ကွယ်စားပြုလာပြီဥပမာပြောရရင်မင်္ဂလာပါဖျားဟုတ်တယ်ဖျားမှန်တယ်ဖျားမှန်ပါဖျားမိတ်တော်မူပါဖျားပြောပါဖျားနေကောင်းပါတယ်ဖျားအဆင်ပြေပါတယ်ဖျားတတိယပါတယ်ဖျားနေကောင်းလားဖျားကြွခဲ့ပါဖျားလာခဲ့ပါမယ်ဖျားစတဲ့စကားတွေမှာဖျားဆိုတဲ့ယူသေးလေးစားမှုအဖြစ်အသုံးပြုနေတဲ့စကားလုံးတွေမထည့်ကြတော့တချို့ဆိုရင် Facebook ပေါ်မှာယဟန်တန်ကဖုံတီလာရှင်အကောင့်မှန်တည်ရတဲ့မယုံမသိပြုမှုနဲ့ Messenger တို့မဟုတ်ချက်ပေါက်ကနေပြီး Hi ဘာလုပ်နေလဲနေကောင်းလားဟုတ်ပြောလေဘာတော့စသည်ဖြင့်ရေးသားပြောဆိုနေကြတာတော့အမြဲတမ်းလို့တွေ့နေရမြင်နေရပါတယ်ဒါဟာအတိတ်နမိတ်အဖြစ်ကောက်ယူသည်ဖြစ်စေယူသေးလေးစားမှုမရှိသည်ဖြစ်စေဒီလိုပြုမှုတွေဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးခေတ်စနစ်အရာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကြောင့်လို့ပဲပြောရမလားငယ်ရွယ်တဲ့ကလေးလူငယ်လေးတွေဟာဘာသာရေးလိုက်စားမှုယူသေးစိတ်ကမှုအရင်အားနေကြပါတယ်အပျော်ပါးတွေသာလိုက်စားမှုများလာကြတာတွေ့မြင်နေရပါတယ်အဲ့ဒီခါမိဘတွေဆရာတွေအကိုအမတွေခေါင်းဆောင်တွေဖုံတွေသီလရှင်တွေအမှုပညာရှင်တွေကရှေ့ကနေပြီးတော့ဘာသာရေးတွေစိတ်တက်မြင့်တင်မှုတွေကိုဦးစီးဦးဆောင်လမ်းပြလှုပ်ပြဖို့အဓိကလိုအပ်ပါတယ်အဲ့ဒီခါကျရင်လူငယ်ကလေးတွေကလည်းနောက်ကလိုက်အတုခိုးပြီးတော့လှုပ်လာကြမယ်ဒါမှအကောင်းဆုံးအတုခိုးခြင်းလို့ခေါ်တယ်အဲ့ဒီလိုမလုပ်ပင်နေတော့ကို၌ကရှေ့ကမကောင်းတာတွေလှုပ်ပြမကောင်းတာတွေကိုလမ်းပြရင်တော့နောက်ကလိုက်ပြီးလှုပ်တဲ့ကလေးလူငယ်တွေဟာလည်းရုပ်ညံ့တဲ့အကျင့်တွေရုပ်မာတဲ့အကျင့်တွေမကောင်းတဲ့အကျင့်ဆိုတွေမကောင်းတဲ့စိတ်တွေမကောင်းတဲ့အတုတွေခိုးပြီးတော့သူတို့လေးတွေအကျင့်စာရိတ္တတွေပျက်စီးလာမယ်မိဘဆရာကျေးဇူးမတိတတ်ကြတော့ဘူးကိုထက်အသက်ကောင်ဝကြီးသူတွေကိုမယုံမသိမနေမစားနဲ့လှုပ်လာမယ်ပြောလာမယ်ဖျားတရားတန်ခါဆိုတာမတိနာမလဲဖြစ်လာမယ်ဘာလို့မရှက်တတ်တော့ဘူးပြောရရင်ဆိုးကျိုးတွေကတော့အများကြီးပါနောက်နာဂတ်ထိစိုးရိမ်နေရပါလိမ့်မယ်ဒါကြောင့်မိမိကိုယ်တိုင်ကရှေ့ကနေဦးဆောင်ပြီးစိတ်တမြင့်မြတ်ဖို့မကောင်းတာမလုပ်ဖို့မဟုတ်တာလုပ်ရင်ရှက်တတ်ဖို့မိဘဆရာကျေးဇူးတည်ဖို့အချင်းစာရိတ္တကောင်းဖို့ဦးစီးဦးဆောင်လမ်းပြပြီးလုပ်ပေးပါကောင်းတဲ့အလုပ်မှန်သမျှသူတို့နဲ့တွဲပြီးလုပ်ပါသူတို့ရှေ့မှာမဟုတ်တာတွေမကောင်းတာတွေမလုပ်ပါနဲ့လုံးမပြပါနဲ့အချင်းစာရိတ္တကောင်းလာအောင်စံနမူနာဖြစ်အောင်နေပြပါဘာပဲဖြစ်ဖြစ်ကိုကြောင့်အနာဂတ်လူငယ်ကလေးလေးတွေပျက်စီးပါစေနဲ့မဖြတ်စီပါနဲ့နောင်လာမယ့်အနာဂတ်မျိုးဆက်တဲ့လူငယ်တွေအတွက်အတူယူမမှားဖို့ကိုယ်တိုင်ကစပြီးတတိထားပြီးပြောဆိုနေထိုင်မှုအရင်ရေးကြည့်ပါတယ်ဗုဒ္ဓဘာသာဝင်တွေဖြစ်ခံယူထားတဲ့လူတွေအများစုဟာယဟန်တန်ကဖုံဆရာတော်တွေနဲ့ကင်းနေလို့မရသလိုမပြောမဆိုပဲနေလို့လည်းမရပါဘူးအကယ်၍မိဘဆိုရင်လည်းကိုယ်သားသမီးကိုအတူယူမမှားဖို့တတိထားပြီးပြောဖို့သင်ပေးဖို့အရင်အရေးကြီးပါတယ်ဆရာဆိုရင်လည်းကိုတပြည့်လေးတွေအတူယူမမှားဖို့အရင်ရေးကြည့်ပါတယ်။ဘယ်ဆရာတော်နဲ့ပဲရင်းနှီးလို့ပဲဖြစ်ဖြစ်ဘယ်ဖုံးနဲ့ရင်းနှီးလို့ပဲဖြစ်ဖြစ်ဘယ်ဦးစင်းနဲ့ရင်းနှီးလို့ပဲဖြစ်ဖြစ်ဘယ်ကိုရင်နဲ့ရင်းနှီးလို့ပဲဖြစ်ဖြစ်ဖုံးဆရာတော်များနဲ့အပြင်မှာပဲဖြစ်ဖြစ်သီလရှင်ဆရာကြီးဆရာလေးနဲ့ပဲဖြစ်ဖြစ်ဇာရေးတဲ့ခါမှာပဲဖြစ်ဖြစ်စကားပြောဆိုတဲ့ခါမှာပဲဖြစ်ဖြစ်ယူတည်မှုလေးစားမှုကြီးညိုမှုထားပြီးချချိုတတာနဲ့ရေယူတသေးနဲ့ဖျားဆိုတဲ့စကားလုံးကိုထည့်ပြီးပြောပေးဖို့ရေးပေးဖို့အထူးတိုက်တွန်းချင်ပါတယ်။တတိမမွားကိစ္စလေးဆိုပြီးတော့ထင်မသေးလိုက်ပါနဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေဟာတင်းငယ်တဲ့အရာလေးတွေကနေအစပြုတယ်ဆိုတာမမေ့လိုက်ပါနဲ့ဦးဇင်းတို့ဒီခေတ်ဗုဒ္ဓဘာသာလူငယ်အများစုတွေဟာဒီခေတ်ဗုဒ္ဓဘာသာလူငယ်အများစုတွေခဏခဏတွေ့ကြုံနေရတဲ့ပြဿနာဟာယဟန်တန်ကဖုံများသီလရှင်ဆရာကြီးဆရာလေးတွေနဲ့စကားမပြောတတ်ကြတာပါတချို့မိဘတွေဆိုရင်ဦးဇင်းကိုမကြာခဏလျှောက်ထားကြတယ်ဘာလဲဆိုတော့တပည့်တော်သားသမီးတွေကဖုံတွေနဲ့စကားမပြောတတ်ဘူးဖျားဆိုတဲ့စကားပါဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးအဲ့ဒီလိုစကားတွေကြားရတာအမတန်ဝမ်းနည်းမိပါတယ်ပြီးတော့ဆုံးမဩဝါဒပေးရမယ့်ဦးစင်းတို့ရဲ့တာဝန်မကျေသလိုလည်းခံစားရတယ်တချို့ဆိုရင်ပွဲတီကလူတွေအများကြီးဒါပေမဲ့ဘာသာရေးလိုက်စားမှုအားနည်းတော့ဖုံတွေနဲ့စကားမပြောတတ်ကြဘူးဒီကိစ္စဟာတကယ်တဲ့အရင်ခက်ခဲတဲ့အရာမဟုတ်ပါဘူးအလေးချင်းတဲ့ဘာသာရေးလိုက်စားမှုအားနည်းမှုကြောင့်ပါဒါကြောင့်ဦးစင်းကဒီနေ့ရဟန်းတန်ကဖုံများနဲ့စကားပြောတတ်ဖို့ဆိုတဲ့ကောင်းစဉ်နဲ့တက်ဆွမ်းသမျှစုစည်းပြီးဓမ္မဒါနအဖြစ်ရေးပေးလိုက်ပါတယ်။ကြပြလေးနဲ့အရင်ဖတ်ပြမယ်နော်။ထူးတက်ရှောက်တက်နေတက်ဖုံခေါ်ဘလို့ထူအရှင်ဖျားလို့တာယာထူ
ရှောက်ထားပါအောင်ဖျားတပြေတော့သုံးလုံးတက်စီနော်မီးတော်မြန်းတော်ဘူးတဲညမပြောမိအောင်တတိထားပါအရှင်ဖျားရှောက်တက်စီငင်ငင်တိတ်တိတ်နေတတ်လေလက်ချိုးဆော့တွေပြုမထားဆရာရှိနာနေတတ်တာဆရာရှိနာနေတတ်တာရွှေသူ့အောင်ကလေးကဗျာတာမမီတို့အားလုံးဟာဗုဒ္ဓဘာသာဝင်ဖြစ်ပြီးယဟန်တန်ငါများနဲ့မကြာခဏတွေ့ကြရဆုံကြရမှာဖြစ်ပါတယ်ဒါကြောင့်ယဟန်တန်ငါဖုံဖုံများနဲ့ပြောတတ်ဆိုတတ်ထူးတတ်နေတတ်အောင်ဒီရင်ကျင်းမှုကြပြလေးများကိုအရချက်ပြီးလေ့ကျင့်ပေးကြရမယ်အရင်ဦးဆုံးဖုံဖုံကခေါ်ရင်အရှင်ဖျားလို့ထူရမယ်နော်ဖျားလို့လွယ်လွယ်မထူပါနဲ့ဖုံဖုံများကတားတို့သမီးတို့နာမည်ဘယ်လိုခေါ်လဲလို့မေးပြီးဆိုရင်ပြန်လျှောက်တဲ့အခါမှာတသားဆိုရင်ဖျားတပည့်တော်နာမည်ကမမောင်ပါဖျားလို့ဖြေရမယ်သမီးဆိုရင်ဖျားတပည့်တော်မရဲ့နာမည်ကအေးပါဖျားလို့လျှောက်ထားရမယ်အဖိုးများထံခွတ်တောင်းတဲ့ခါမှာလည်းဖျားတပည့်တော်သွားပြစီဖျားတပည့်တော်ရောက်ပါပြီရှင်ဖျားစသည်ဖြင့်ဖျားတပည့်တော်လို့ထည့်လျှောက်တတ်ရမယ်အဖုံးတွေကိုခေါ်တဲ့ခါမှာလည်းဖုံးဖျားလို့ရှေ့ကထားပြီးသုံးလို့ရမယ်ဥပမာဖုံးဖျားဆုဖုံးပေးကြလို့ရပါပြီဖျားဖုံးဖျားကျမ်းမာပါရဲ့လားဖျားဖုံးဖျားမသိတာလေးမေးလို့ရမလားဖျားစသည်ဖြင့်မေးလျှောက်တတ်ရမယ်နော်ဒါမှမဟုတ်အရှင်ဘုရားကျမ်းမာရလားဘုရားစသည်ဖြင့်လျှောက်ထားရမယ်နော်မင်းများတဲ့ခါမှာလည်းမသိဘူးဘုရားသိတယ်ဘုရားမဟုတ်ဘူးဘုရားဟုတ်တယ်ဘုရားဆိုတဲ့ဘူးတို့တဲတို့နဲ့မပြောမိစေနဲ့မသိပါရှင်ဘုရားသိပါရှင်ဘုရားမဟုတ်ပါရှင်ဘုရားဟုတ်ပါတယ်ရှင်ဘုရားမှန်ပါရှင်ဘုရားစသည်ဖြင့်ပြောတတ်ရတာဒါကြောင့်အချုပ်အနေနဲ့ပြောရရင်ဘယ်စကားမျိုးမဆိုပါအရှင်ဘုရားထည့်ပြီးလျှောက်လိုက်ရင်အားလုံးပြည့်ပြည့်ထုံးမွေးပါတယ်အကယ်၍ဘုံကခိုင်းတဲ့ခါမှာလည်းမှန်ပါဘုရားတပည့်တော်လုပ်လိုက်ပါမယ်ဘုရားလို့ရှေ့ကထားပြီးလျှောက်ထားမယ်ဖုံးတွေနဲ့စကားပြောပြီးလို့ပြန်သွားတဲ့ခါမှာလည်းမှတ်တက်တယ်မရက်သေးပဲလက်အုပ်လေးချီပြီးရှေ့ကိုမျက်နှာမူပြီးနောက်ကိုခြေ3-4-5လှမ်းလောက်ဆုပ်ပြီးမှထွက်ခွာသွားရမယ်ဆရာသမားတွေရဲ့ရှေ့အသက်ကောင်ဝကြီးသူတွေရဲ့ရှေ့ညင်တက်တက်တိတ်ဆိတ်ဆိတ်နေတတ်ရမယ်လက်ချိုးခြင်းဆော့ခြင်းလှုပ်ရှားခြင်းမပြုမိအောင်သတိထားပြီးနေတတ်ရမယ်ဒီလိုပြုမှုပြောဆိုလေးတွေကိုသတိထားပြီးလုပ်ပါပြောပါအလေးကျင့်များသွားရင်မခက်ခဲတော့ပါဘူးဒါဆိုရင်ယဟန်တန်ကကိုရင်များတိလာရှင်ဆရာလေးဆရာမလေးများနဲ့စကားပြောတတ်နေတတ်ထိုင်တက်လာမှာပါယဟန်တန်ကတွေဖုံးတွေကိုရင်လေးတွေတိလာရှင်ဆရာကြီးဆရာလေးတွေနဲ့စကားပြောတဲ့ခါမှာပဲဖြစ်ဖြစ် Facebook ကနေစကားပြောတဲ့ခါမှာပဲဖြစ်ဖြစ်ဒီသုံးလုံးလေးတွေကိုယူသေးလေးစားသမှုပြုပြီးထည့်ပြောပေးပါလို့ထူတိုက်တွန်းချင်ပါတယ်ရုပ်ဝတ္ထုတွေတိုးတက်လာတဲ့ခင်မှာဗုဒ္ဓဘာသာကလေးငယ်လေးတွေကိုစိတ်ပိုင်ဆိုင်ရာတိုးတက်မြင့်မာဖို့ဆရာကြီးပါတွေကတတ်နိုင်သည့်ဘက်ကလည်းမြင့်တင်ပေးကြရမယ်ဗုဒ္ဓရဲ့တရားတော်တွေကိုကလေးငယ်တွေသိယူခြင်းနဲ့စိတ်ဖြစ်ဖို့ပြောစရာလေးတွေဟာတာပုံမြင်တဲ့အယုတ်ကစားစရာလေးတွေနဲ့ဖန်တီးပြီးသိယူခြင်းနဲ့စိတ်ဖြစ်လာအောင်သင်ကြားပေးရမယ်ဗုဒ္ဓရဲ့တရားတော်တွေအကုန်သိဖို့မသိပေးနိုင်ရင်တော့ဉာဏ်နာမြတ်၃ပါးနဲ့မိဘဆရာသမားတွေကိုရိုးရိုးတည်တည်ရှိခိုးတအောင်ကျေးဇူးတည်တအောင်သင်ပေးကြရမယ်မြတ်စွာဘုရားကိုယုံကြည်ကိုယ်ကိုစစ်ကတဲ့နေရာမှာလည်းအခုချိန်မှာမြတ်စွာဘုရားတတော်ထင်ရှားမရှိတော့ပေမဲ့မြတ်စွာဘုရားကိုယုတ်ထုကြည်လို့သဘောမထားရဘူးကိုယ်ရင်ဘုရားသမားရှိတယ်ဘုရားယုတ်ထုတော်ကိုမြတ်စွာဘုရားရှင်တတော်ထင်ရှားရှိနေတယ်လို့စိတ်ထားပြီးကိုယ်ွယ်ရမယ်ယုံကြည်ရမယ်စစ်ကရမယ်ဆွန်ရည်ချမ်းပန်းစီမီတွေကိုကတ်လို့တဲ့အခါမှာလည်းခုရှိမှာမြတ်စွာဘုရားတတော်ထင်ရှားရှိနေတယ်လို့မျိုးစိတ်ထားပြီးကတ်လို့တတ်ရမယ်ဘုရားရှင်ရှိမှာရိုင်းဆိုင်တဲ့စကားတွေမပြောရဘူးအကုသိုလ်အမှုတွေမလုပ်ရဘူးမကောင်းတဲ့အကြံတွေမကြံရဘူးအဲ့လိုမြတ်စွာဘုရားရှင်တတော်ထင်ရှားရှိနေတယ်လို့မျိုးစိတ်ထားပြီးကိုယ်ွယ်မယ်ယုံကြည်မယ်စိတ်ကပ်မယ်ဆိုရင်မြတ်စွာဘုရားတတော်ထင်ရှားရှိတဲ့အတိုင်းတူမျှတဲ့အကျိုးတူညီတဲ့အကျိုးကိုရပါလိမ့်မယ်ဆိုလိုရင်းကမြတ်စွာဘုရားတတော်ထင်ရှားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုယ့်ဘက်ကစိတ်စေတနာယုံကြည်မှုတရားသာတူမျှနေမယ်ဆိုရင်အကျိုးပေးတဲ့တူရနိုင်ပါတယ်လို့မြတ်ဗုဒ္ဓဒေသနာတော်ကဟောကြားခဲ့ပါဒါကြောင့်မြတ်စွာဘုရားကိုတမယုတ်ထူကြလို့သဘောမထားပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ငါတို့အိမ်ကိုကြားရောက်လာပါလားလို့စိတ်သဘောထားပွင့်တော်မူသောဘုရားရှင်တို့၏ဂုဏ်တော်ကျေးဇူးတော်တို့ကိုစိတ်ထဲနှလုံးသားထဲမှာထင်လာအောင်လုပ်မြတ်စွာဘုရားရှင်တတော်ထင်ရှားရှိတဲ့သူတို့မျိုးစိတ်ထားပြီးကိုယ်ွယ်ပါယုံကြည်ပါစိတ်ကပ်ပါဒီခါလေးကြာရင်ဗုဒ္ဓဘာသာဝင်တွေကိုတခြားဘာသာဝင်တွေကဘာလို့ဗုဒ္ဓကိုယုံကြည်ကိုယ်ွယ်စိတ်ကပ်တယ်လဲလို့မေးလာရင်မဖြစ်တတ်ကြတာများပါတယ်ခါတော့ကစာရေးသူနဲ့ခရစ်ယာန်ကာမလေးတယောက်နဲ့အမှတ်ပထင်စကားပြောဖြစ်ကြတယ်။အဲ့ဒီမှာခရစ်ယာန်ကာမလေးကစာရေးသူကိုမြတ်ဗုဒ္ဓကိုဘာကြောင့်ကိုယ်ွယ်စိတ်ကပ်တယ်လဲလို့ဒီမေးခွန်းလေးကိုမေးလာခဲ့တယ်။စာရေးသူကလည်းသူ့ကိုမိမိရဲ့အမြင်နဲ့အခြေတကွရှင်းပြပေးခဲ့ပါတယ်။မြတ်ဗုဒ္ဓကိုဘာကြောင့်ကိုယ်ွယ်စိတ်ကပ်တယ်လဲဆိုရင်မြတ်ဗုဒ္ဓရဲ့တိတိထိုက်တော့တရားမြတ်တွေကိုသိခွင့်ရတယ်။သိတဲ့အတိုင်းလဲကြည်ကြံလို့ရတယ်။နဲ့အပြုသင်မလုပ်တဲ့တော့မကောင်းကျိုးကိုပေးနိုင်တော့အကုသိုလ်အမှုတွေကိုသိခွင့်ရတယ်သိတဲ့အတိုင်းလည်းမပြုဘဲမလုပ်ဘဲနေခွင့်ရတယ်တော့ပြုသင်လုပ်တဲ့တော့ကောင်းကျိုးကိုပေးနိုင်တော့ကုသိုလ်အမှုတွေကိုသိခွင့်ရတယ်သိတဲ့အတိုင်းလည်းပြုလုပ်ခွင့်ရတယ်
၄မိမိပေါ်ကောင်းသူဆိုသူတွေကိုဘယ်လိုစိတ်မျိုးနဲ့ထားမယ်ဆိုတာကိုဗုဒ္ဓကလမ်းပြပေးပြီးသိခွင့်ပြုခွင့်ရတယ်၅ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရမယ်မကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရမယ်ဆိုတဲ့လက်တွေ့ကြတဲ့ဗုဒ္ဓရဲ့တရားဓမ္မကိုသိခွင့်ပြုခွင့်ရတယ်6ကောင်းကျိုးမကောင်းကျိုးအဖြူမဲ့အကြောင်းအကျိုးအကောင်းဆိုးကိုခွဲခြားဝေဖန်နိုင်အောင်ဗုဒ္ဓရဲ့တရားတွေကအကောင်းဆုံးလမ်းပြပေးတယ်ခုနှစ်ဗုဒ္ဓရဲ့အဆုံးအမတွေကြောင့်တဝါလောကတစ်ခုလုံးရိုင်းဆိုင်နေတဲ့စိတ်တွေနဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုအကောင်းဆုံးရည်ကျင်းနေမှလာအောင်လမ်းပြပေးတယ်လမ်းညွှန်ပေးတယ်ရှစ်လမ်းမရောက်နေတဲ့တရားတွေကိုလမ်းမှန်ရအောင်လမ်းမမရအောင်ဗုဒ္ဓရဲ့တရားဓမ္မတွေကသာအကောင်းဆုံးအဆုံးအမတွေဖြစ်တယ်ကိုဗုဒ္ဓကတရားထဲနိဗ္ဗာန်ကိုသွားလို့ရပါလျက်နဲ့မသွားပဲတရားတွေပေါ်မေတ္တာကရုဏာထားပြီးနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောဖို့ညွှန်ကြားလမ်းပြပေးတယ်10ဆင်းရဲသူချမ်းသာသူရုပ်ဆိုသူရုပ်လာသူစသည့်အဆင့်တက်ပုဂ္ဂိုလ်ခွဲခြားပဲတညီတဲ့မေတ္တာထားပြီးတရားတော်တွေဟောကြားပေးတယ်17ဘာသာကိုသာဝင်ရမယ်တခြားဘာသာကိုဝင်ခွင့်မပြုဘူးဝင်ရင်အပြစ်တင်မယ်လို့အတောက်ဆန်တဲ့ဝါဒီကိုပယ်ချပြီးဘယ်ရမဆိုခွဲချမ်းစိတ်ပြစဉ်းစားဆင်ခြင်ပြီးမှယုံမှုတရားတွေကိုလမ်းမှန်ညွှန်ကြားပေးတယ်12ဗုဒ္ဓဟောကြားတဲ့တရားတော်တွေကလွဲချော်သွားတယ်ဆိုတာမရှိသလိုတရားတော်ကိုလိုက်နာကြည်ကြံလို့အကျိုးမဲ့သွားတယ်ဆိုတာလည်းမြတ်ဗုဒ္ဓရဲ့ဝါဒမှာမရှိပါဘူး13ဘဝရဲ့လွတ်မြောက်ရာအစစ်ရှာဖွေဖို့ဆိုတာဗုဒ္ဓရဲ့တရားတော်များကသာအစစ်မှန်ဖြစ်ပါတယ်14ပူလောင်နေတဲ့မအေးချမ်းတဲ့ဒီကမ္ဘာမြေကြီးကိုငြိမ်းချမ်းကြဖို့ဆိုရင်ဗုဒ္ဓရဲ့တရားတော်တွေကသာငြိမ်းချမ်းအောင်အေးချမ်းအောင်ဆွဲဆောင်နိုင်ပါတယ်15မြတ်ဗုဒ္ဓဟာလူသားဖျားဖြစ်တဲ့အတွက်လက်တွေ့ကြတယ်တဘာဝကြတယ်အကျင့်ဆန္ဒမပါပဲဆူတောင်းနေုံနဲ့မရဘူးတရားတော်ကိုကြည်ကြံအားထုတ်ရင်တရားတော်ကပြန်ဆောက်ရှောက်တယ်16ဗုဒ္ဓဤတရားတော်တွေဟာနည်းနည်းကြည်ကြံရင်နည်းနည်းအကျိုးရှိမယ်အများကြီးကြည်ကြံရင်အများကြီးအကျိုးရှိတယ်ကြည်ကြံရင်ကြည်ကြံတဲ့လောက်အကျိုးရှိပါတယ်18မြတ်ဗုဒ္ဓဟာဖန်ဆင်းရှင်မဟုတ်ဘူးကက်တင်ရှင်လည်းမဟုတ်ဘူးလမ်းညွှန်သူသာဖြစ်တယ်ကိုလုံးမကိုရမယ်ကိုမလုပ်ရင်ကိုမရဘူးဒါကြောင့်မြတ်ဗုဒ္ဓကိုကိုယ်ွယ်စီကတ်တာပါလို့ဖြေချခဲ့ပါတယ်ဒီဖြေဟာစာရေးသူရဲ့မြင်နဲ့ကြည့်ထားတာဖြစ်သည့်အတွက်မှားယွင်းလွဲချော်ခဲ့တဲ့ရှိသောစာရေးသူရဲ့ညှဉ်းပန်းမှုကြောင့်သာဖြစ်သည်ကိုခံပါသည်ဒီလိုမြတ်ဗုဒ္ဓကိုတတ်တော်ထင်ရှားရှိသည့်အတိုင်းကြီးညိုကိုယ်ွယ်တက်မှမိမိစိတ်စေတနာအတိုင်းထူးခြားတဲ့အကျိုးတူညီတဲ့အကျိုးတွေရရှိကြမှာဧကံမလွဲပါပဲဘုရားဘာသာဝင်9မျိုးနဲ့ပတ်သက်ပြီးတော့ဆရာတော်တစ်ပါးရေးထားတာကိုစုစည်းဖော်ပြလိုက်ပါတယ်လောကမှာဗုဒ္ဓဘာသာရဲ့ဘုရားပြောနေကြတာဗုဒ္ဓဘာသာ9မျိုးရှိမှန်းတချို့မသိကြပါဘူး1ကုလဗုဒ္ဓဘာသာ2လာဘဗုဒ္ဓဘာသာ3တရားဗုဒ္ဓဘာသာ4တတ္ထာတိကဗုဒ္ဓဘာသာ5ပညာတိကဗုဒ္ဓဘာသာ1ကုလဗုဒ္ဓဘာသာဆိုတာမိယိုဖလာဗုဒ္ဓဘာသာကိုပြောတာပါအမေဖေဗုဒ္ဓဘာသာမို့လို့သာသမီကဗုဒ္ဓဘာသာဖြစ်လာတာဒါကိုမိယိုဖလာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ဖျားရှင်ဘလို့ပွင့်လို့ပွင့်မှန်းမသိဖျားဘာတရားဟောမှန်းလည်းမသိကိုးကွယ်နေတဲ့မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိတရားတော်ကိုဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိသံဃာတော်ရှင်သူမြတ်တွေကိုဘာကြောင့်ကိုးကွယ်ရမှန်းမသိလို့တော့လုပ်နေတာပဲအသိပညာဘာမှမပါတာကုလဗုဒ္ဓဘာသာနှစ်လာဘဗုဒ္ဓဘာသာဆိုတာလက်လာဘကိုလိုချင်လို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုဆိုလိုတာပါစီးပွားရေးလေးတက်မလားဆိုပြီးဘုရားကိုကိုးကွယ်တာဒီဘုရားကိုးကွယ်ရင်တော့လက်လာဘပေါ်များတယ်ဟိုဘုရားကိုးကွယ်ရင်တော့စီးပွားရေးတက်တယ်ဆိုပြီးရွေးချယ်ကိုးကွယ်နေတာဘုရားကိုကိုးကွယ်မှလက်ပေါ်များမယ်ဆိုရင်ဖះမကိုးကွယ်တဲ့ဘာသာခြားတွေဘာကြောင့်လက်ရွှေ့နေတာလဲအဓိကစီးပွားရေးဖြစ်နေတယ်ဆိုတာဖះကြောင့်မဟုတ်ပါဘူးကံဉဏ်ဝိရိယကြောင့်ပါအချမ်းမြေတွေဝယ်မယ်ရောင်းမယ်အိန္ဒိယပြောင်းမယ်ဆိုရင်တော့မှရရစာပြတ္တာရွေးနေတာတွေဖះเจ้าဆောင်မောဘိုးတော်ဘွားတော်ပုံတွေတင်ထားတာတွေကိုကြီးကျော်မနဲ့တွေအစရှိလက်တွေကိုးကွယ်တာတွေဗေဒယုံကြည်ပြီးရရတွေခြေနေတဲ့လက်လာပါလို့ကျွန်တော်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာများကိုလာဘဗုဒ္ဓဘာသာ3ဘုရားဗုဒ္ဓဘာသာဆိုတာဘေးအန္တရာယ်ကိုကြောက်လို့ကိုးဝယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့ပေးရှင်းဖို့အသက်ရှိဖို့ကျန်းမာဖို့ဒီလိုအတွေးခေါ်ရတဲ့ဘုရားကိုကိုးဝယ်နေတာ။ဗုဒ္ဓဘုရားကိုကိုးဝယ်မှသက်ရှင်မယ်ဆိုရင်ဘုရားမဟုတ်ကွယ်တဲ့ဘာသာကြားတဲ့အသက်ရကျော်ရှင်နေကြတာဘာလို့လဲစဉ်းစားကြပါ။ဘာမှမသိပဲရန်ကိုးကွယ်နေတာကုလဗုဒ္ဓဘာသာလက်လာပါလိုချင်လို့ကိုးကွယ်တာလာဘဗုဒ္ဓဘာသာဘေးအန္တရာယ်ကြောက်ပြီးကိုးကွယ်နေတာကဘုရားဗုဒ္ဓဘာသာကုလလာဘဘုရားဗုဒ္ဓဘာသာဒီဗုဒ္ဓဘာသာ၃မျိုးကိုအောက်တန်းစာဗုဒ္ဓဘာသာလို့ခေါ်တယ်တတ္ထာတိကဗုဒ္ဓဘာသာဆိုတာတတ္ထာတရားအရေးခတ်ပါတယ်ဘုရားတရားတန်ခါကိုတကယ်သက်ဝင်ယုံကြည်တာကံကံရဲ့အကျိုးကိုယုံကြည်တာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကုသိုလ်ပြုရင်ကောင်းကျိုးခံစားရမယ်အကုသိုလ်ပြုရင်မကောင်းကျိုးခံစားရမယ်အဲ့လိုသိတဲ့ဗုဒ္ဓဘာသာကိုတတ္ထာတိကဗုဒ္ဓဘာသာငါ
ပညာတိကဗုဒ္ဓဘာသာဆိုတာသစ္စာတရားကိုသိချသိတဲ့ဗုဒ္ဓဘာသာကိုပညာတိကဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ပညာတိကဗုဒ္ဓဘာသာဟာတရားတော်ကိုယုံကြည်တယ်တရားတော်ကိုဘယ်လိုယုံကြည်တာလဲဆိုတော့ရမ်းယုံမှန်းယုံအကန့်ယုံတာယုံထားတာမဟုတ်ပဲခန္ဓာအသိနဲ့အသိချသိပြီးယုံတာအဲ့ဒီလိုသိတာကိုပညာလို့ခေါ်တယ်သစ္စာလေးပါးကိုအသိချပညာနဲ့သိတဲ့ဗုဒ္ဓဘာသာဖြစ်မှုပြမှုတွေကိုသိတဲ့ဗုဒ္ဓဘာသာဖြစ်ပြမြင်တာကခန္ဓာကမြင်တာလားပညာကမြင်တာလားဆိုတော့ပညာကမြင်တာပါဘုရားမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ထဲမှာတတ္ထာတရားမမကနဲ့တာစူးစမ်းထုတ်လိုက်မယ်ဆိုရင်အပယ်၄ပါးမှလွတ်မြောက်နိုင်ပါတယ်အပယ်မျိုးစေ့တွေအပယ်ကြကြောင်ကံတွေပြုလုပ်ထားတာရှိကြပါတယ်ဒါတွေကိုဘယ်သူမှဝင်တားလို့မရပါဘူးသူ့ကိုတားခြင်းသူ့ကိုအကျိုးပေးစေခြင်းရင်ဘာနဲ့ဖြတ်ရမလဲဆိုတော့ဉာဏ်နဲ့ဖြတ်ရပါမယ်ဉာဏ်နဲ့ဖြတ်လိုက်လို့ဖြစ်ပြမှတ်ဆိုင်နေတဲ့ပုဂ္ဂိုလ်မှာတတ္ထာလည်းပါတယ်ပညာလည်းပါတယ်ဒါဟာတတ္ထာတိကဗုဒ္ဓဘာသာနဲ့ပညာတိကဗုဒ္ဓဘာသာဖြစ်ပါတယ်တတ္ထာတိကဗုဒ္ဓဘာသာနဲ့ပညာတိကဗုဒ္ဓဘာသာကိုအထက်တန်းစားဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ကိုရိုင်းတတ္ထာတိကဗုဒ္ဓဘာသာနဲ့ပညာတိကဗုဒ္ဓဘာသာဖြစ်ဖို့လိုအပ်ပါတယ်ဒါမှအထက်တန်းစားဗုဒ္ဓဘာသာဖြစ်မှာပါဗုဒ္ဓဘာသာဝင်အနေနဲ့ကုသသမီးတွေကိုလည်းယဟန်တန်ဃာတွေနဲ့စကားပြောတတ်အောင်၅ပါးသီလ၈ပါးသီလ၉ပါးသီလစသည်ကိုခံယူတည်ဆက်အောင်အထူးသင်ကြားပေးရပါမယ်ကလေးငယ်လေးတွေကဘလောက်မိုက်မယ်နေပါစေအဲ့ဒီကလေးမှာကောင်းတဲ့စိတ်ကလေးတစ်ခုတော့ရှိမှာပါအဲ့ဒီကောင်းတဲ့စိတ်ကလေးကိုကောင်းသည့်ထက်ကောင်းအောင်မိုက်မယ်နေတဲ့စိတ်ကလေးကိုယဉ်ကျေးလာအောင်မေတ္တာတရားနဲ့ဖြည်းဖြည်းလိမ္မာအောင်ဆုံးမပေးကြရမယ်အလိုလိုက်တဲ့နာလိုက်မလိုက်တဲ့နာမလိုက်ပါနဲ့အလိုလိုက်တဲ့နာမလိုက်ပဲမလိုက်တဲ့နာကိုလိုက်ရင်တော့ပျက်စီးမှာပဲဗုဒ္ဓရဲ့စာပေတွေမသိယူခြင်းနဲ့ကလေးငယ်လေးတွေကိုအနာရပိတတိရဲ့တားကဲ့သို့သိယူခြင်းလာအောင်မုတ်ဆုငွေစသည်တို့နဲ့သူတို့အကြိုက်လုပ်ပေးပြီးတစ်ဖက်တလန်ကအပေးယူလောက်ကဖြည်းဖြည်းနဲ့ဆိုခိုင်းတာမျိုးကြက်မှတ်ခိုင်းတာမျိုးနားထောင်ခိုင်းတာမျိုးပြပြခိုင်းတာမျိုးလုပ်ပြီးသင်ပေးကြရမယ်သူတို့လေးတွေမလိမ္မာတာသူတို့ဖြစ်မဟုတ်ဘူးသူတို့လေးတွေမိုက်မဲတာသူတို့ဖြစ်မဟုတ်ဘူးသူတို့လေးတွေစကားနားမထောင်တာသူတို့ဖြစ်မဟုတ်ဘူးသူတို့လေးတွေရိုင်းချိန်တာသူတို့ဖြစ်မဟုတ်ဘူးဘာသာတရားကိုမကိုးကွယ်တတ်တာသူတို့ဖြစ်မဟုတ်ဘူးသူတို့တွေဘာသာသနာကိုမချစ်တတ်တာသူတို့ပြင်မဟုတ်ဘူးသူတို့လေးတွေဗုဒ္ဓဘာသာကိုတမုံမထက်တတ်တာလည်းသူတို့ပြင်မဟုတ်ဘူးသူတို့လေးတွေမသိသေးတာသူတို့ပြင်မဟုတ်ဘူးသူတို့လေးတွေတခြားဘာသာပြောင်းသွားတာလည်းသူတို့ပြင်မဟုတ်သူတို့လေးတွေပဖုံးများနဲ့စကားမပြောတတ်တာလည်းသူတို့ပြင်မဟုတ်ဒါတွေအားလုံးဘယ်သူမှတာဝန်ရှိမယ်လို့ထင်တယ်လေသူတို့လေးတွေရဲ့အနာဂတ်ကငါတို့ယဟန်တန်ဃာဆရာမိဘလက်ဦးဆရာတွေအားလုံးမှာတာဝန်ပြည့်ရှိတယ်သူတို့လေးတွေကအခုမှကလေးလေးတွေလေဖြူတဲ့သက်လေးတွေပါပြုပြင်ပေးလို့ရတယ်ပြုပြင်ပေးရမယ်တင်ပြပေးရမယ်သူတို့လေးတွေအနာဂတ်မှာတိုင်းပြည်နယ်လူမျိုးဘာသာနဲ့သာသနာမှာမချစ်တတ်မကိုးကွယ်တတ်ကြပဲတမိုင်းမလားပခဲ့ဘူးဆိုရင်ငါတို့အားလုံးရဲ့တင်ပြမှုတွေဆုံးမမှုတွေလမ်းပြမှုတွေလမ်းညွှန်မှုတွေညှင့်ဖြေခဲ့လို့ပဲမှတ်ရမယ်ဒါကြောင့်ကိုသားသမီးကိုတပည့်လေးတွေအနာဂတ်မှာသားကောင်းသမီးလိမ္မာလေးတွေဖြစ်စေဖို့တာဝန်ရှိတာဝန်တည်တည်နဲ့ကိုကိုယ်တိုင်ကစလို့ပြုပြင်ပြောင်းလဲပြီးဝိုင်းဝန်းကြိုးစားကြပါသူတို့လေးတွေကိုတင်ပြပေးပါပြုပြင်ပေးပါလမ်းညွှန်ပေးပါဆုံးမပဲ့ပြင်ပေးပါထိန်းချောင်းပေးပါဂရုစိုက်ပေးပါလမ်းပြပေးပါဒါမှသူတို့လေးတွေပညာလက်တက်စိတ်ကောင်းလုံးကောင်းလည်းရှိပြီးတော့ယဉ်ကျေးလိမ္မာတဲ့လူတော်လူကောင်းတွေအများကြီးပေါ်ထွက်လာမှာပါအရေးကြီးဆုံးချက်ကတော့ဒီပါဆရာသမားတွေကကလေးငယ်တွေရဲ့လေးစားအတူယူစံပြနမူနာဖြစ်အောင်ကြိုးစားပြီးနေပြရမယ်ထိုင်ပြရမယ်သင်ပြပေးရမယ်အလိုလိုက်တဲ့နာကိုလိုက်ပြီးအလိုမလိုက်တဲ့နာကိုမလိုက်ပါနဲ့ဆုံးမသေးတာကိုဆုံးမပါလမ်းညွှန်တဲ့နာကိုလမ်းညွှန်ပါဒါဆိုရင်တော့တစ်ချိန်မှာဒီကလေးငယ်ကပညာရှိပြီးသားစွာတိုင်းပြည်တို့သာသနာအကျိုးတွေကိုတိုးတက်စီပြီးမြင့်မာလာအောင်လုပ်နိုင်မှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်တော့နောက်တစ်ချိန်မှာလူကြီးတွေဖြစ်လာမယ့်ကလေးငယ်တွေကတိုင်းပြည်အကျိုးသာသနာအကျိုးတွေကိုမစွမ်းဆောင်မဆောင်ရွက်နိုင်ကြဘူးဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကတော့တွေးကြည့်အောင်လည်းသိနိုင်ပါတယ်တချို့ဆိုရင်မိဘကိုမိဘမှန်းမသိကြဘူးဆရာသမားကိုဆရာသမားမှန်းမသိကြဘူးကျေးဇူးရှင်ကိုကျေးဇူးရှင်မှန်းလည်းမသိတတ်ကြဘူးဒါတွေကငယ်ကလေးကလိမ္မာတိတအောင်တင်ပေးဖို့အဓိကလိုအပ်ပါတယ်နောက်တစ်ချိန်ကျရင်ကိုသားစိုးသမီးဆိုရတာကိုကံကောင်းလိုက်တာလို့ညှဉ်းညူနေနဲ့ငယ်ကလေးကဆုံးမတင်ဆုံးမထိုက်တာကိုမဆုံးမအလိုမလိုက်တဲ့နာတွေကိုအလိုလိုက်ဗုဒ္ဓဘာသာဓမ္မစာပေတွေမတင်ကြားခဲ့လို့အခုလိုဖြစ်ရတာပါဒါကိုသင်ခန်းစာယူထားကြပါဒါကြောင့်ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမယ့်ကုသားကုသမီးလေးတွေကိုနာသုံးပါးနဲ့မိဘဆရာသမားတွေကိုယုံကြည်ကိုယ်ဝယ်စိတ်ကတ်တအောင်မိဘကျေးဇူးတည်တက်နာလဲလာအောင်ရည်ကြည်အောင်လိမ္မာအောင်ဆုံးမပေးကြပါလို့အားလုံးကိုဆန္ဒပြုလိုက်ပါရစေယုံကြည်ကိုယ်ဝယ်စိတ်ကတ်တပါစေ